ယောက်ျားဖြစ်သူကဇနီးတဲ့ကိုစိတ်ကျေနပ်မှုမပေးနိုင်တဲ့အတွက်ကြောင့်သူမဟာသူစိမ့်တယောက်နဲ့ချစ်ကြောင်းဝင်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာယောက်ျားဖြစ်သူကွဲရမှာတိတ်တဆိတ်ချင်းတွေ့ခဲ့ကြတာပါတနေ့မှာတော့ယောက်ျားဖြစ်သူကအင်ကိုစောစောစီးစီးပြန်လာခဲ့ပါတယ်အဲ့ဒီအခါဒေးဗစ်ဟာကုတင်အောက်ကိုအမြန်ဆုံးဝင်ပုံးလိုက်ရတာပေါ့အမျိုးသမီးကသူမရဲ့ယောက်ျားဖြစ်သူကိုစိတ်တည်ငြိမ်အောင်ချုံ့မော့ပြီးတဲ့နောက်ဒေးဗစ်ကိုထွက်သွားဖို့လက်ဟန်ချေဟန်ပြလိုက်ပါတယ်သူဟာအိမ်ထဲကနေမနေကိုလွတ်အောင်ပြေးခဲ့ရတာပါဒေါသထွက်နေတဲ့ယောက်ျားဖြစ်သူကသူ့နောက်ကိုလိုက်လာတဲ့အတန်ကိုကြားလိုက်ရတဲ့အခါဒေးဗစ်ဟာတုံးလို့ချောက်ချသွားပြီးမြို့ပြင်ကိုထွက်ပြေးတိမ်းရှောင်သွားပါတော့တယ်သူဟာမြို့စင်ချေဖုံးကတိုက်ခန်းတစ်ခုကိုပြောင်းရွှေ့ခဲ့ရင်မဲ့ဘယ်မျိုးသမီးကိုမှမယုံကြည်တော့ပါဘူးသူဟာအဖော်တစ်တယောက်စီတိုင်းကိုသူ့အိမ်ကိုခေါ်လာတတ်ပြီးတနေ့မှာတော့အန်နာဆိုတဲ့အမျိုးသမီးကဘေးအိမ်ကိုပြောင်းလာခဲ့ပါတယ်အစပိုင်းမှာတော့သူမဟာဒေးဗစ်ကိုအကောင်းဆုံးရေးစားတယောက်လို့ထင်ခဲ့ရင်မဲ့နောက်ပိုင်းမှာသူဟာအမျိုးသမီး9ယောက်နဲ့တပြိုင်နက်တည်းချင်းတွေ့နေတာကိုသိသွားခဲ့ပါတယ်သူမကသူ့ကိုချက်ချင်းပဲဖောက်ပြန်တတ်တဲ့ရေးစားဟောင်းတယောက်လို့သတ်မှတ်လိုက်ပြီးကလဲစားချေကိုစီစဉ်ပါတော့တယ်သူမဟာတိတ်တဆိတ်နဲ့သူ့ကားရာတွေကိုလိဖျက်ပစ်ခဲ့ပြီးသူနဲ့အတူကမ်းခြေမှာချင်းတွေ့ဖို့သွားမလို့ဟန်ဆောင်ခဲ့ပါတယ်သူကားပေါ်ကဆင်းလိုက်တာနဲ့သူမကကားကိုမောင်းထွက်သွားပြီးသူ့ကိုထားပစ်ခဲ့တာပါဒေးဗစ်ကလည်းအလျှော့မပေးရဲပြန်လဲတုံ့ပြန်ခဲ့ပါတယ်သူဟာစူညံတန်တွေနဲ့အမြဲတမ်းနောက်ဆက်ခဲ့ပြီးနောက်ပြောင်တဲ့ပါဆယ်တွေပို့ပြီးသူမကိုအဆက်ခွဲခဲ့ပါတယ်သူတို့နှစ်ယောက်ဟာမဟာရန်သူတွေဖြစ်သွားကြပြီးရဲတပ်ဖွဲ့ပါဝင်ပတ်သက်လာခဲ့ရပါတယ်ဒေးဗစ်ကတော့သူ့ဘဝကြီးပြီးဆုံးသွားပြီလို့ထင်နေခဲ့တာပါဒါပေမဲ့ဒါတွေအားလုံးဟာစီစဉ်ထားတာဖြစ်ကြောင်းသူသိသွားတဲ့အခါမှာတော့ပလိပခတွေကပုံမပြင်းထန်လာခဲ့ပါတယ်ဒါပေမဲ့လည်းမမျှော်လင့်ပဲသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တဖြည်းဖြည်းတန်ရောစင်တွေလာခဲ့ကြပါတယ်တနေ့မှာတော့ဒေးဗစ်ကသူတခြားနေရာကိုပြောင်းရွှေ့တော့မယ်လို့ပြောလိုက်တဲ့အခါပထမဆုံးအကြိမ်ဖြစ်အခြေအနေတွေဟာတိတ်ဆိတ်သွားခဲ့ပါတယ်သူ့ကိုဆုံးရှုံးရမှာကကလဲစားချေတာထက်ပိုပြီးနာကျင်ရတယ်ဆိုတာကိုသူမှသဘောပေါက်သွားခဲ့တာပါသူတို့နှစ်ယောက်ဟာခက်ခွာနေဖို့စူးစမ်းခဲ့ကြပေမဲ့တယောက်နဲ့တယောက်ခဏပြန်ဆုံနေခဲ့ကြပါတယ်အဲ့ဒီညဘာမှာတော့သူတို့နှစ်ယောက်ဟာစိတ်ကိုလုံးဝမထိန်ချုပ်နိုင်ခဲ့ကြပါဘူးနောက်တနေ့မနက်မှာတော့အရာအလုံးဟာပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်ဒေးဗစ်ဟာအန်နာတကားရှိမှရက်နေခဲ့ရင်မဲ့တကားကောက်ဖို့တတိမရှိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခါသာသူထွက်သွားမိရင်ဒါဟာထာဝရခွဲခွာခြင်းဖြစ်သွားနိုင်တယ်ဆိုတာကိုသူနောက်ဆုံးမှနားလည်သွားခဲ့လို့ပဲဖြစ်ပါတော့တယ်